ကိလေသာတွေသိမ့်ရနိဗ္ဗာန်ပဲဆိုတော့နိဗ္ဗာန်ဒုက္ခဘုဒ္ဓလည်းငြိမ်းထောင်ငါးကိလေသာအပူဓာတ်တွေလည်းသိမ့်တယ်ဟောဒါနိဗ္ဗာန်လို့ဆိုတာပဲကိုနိဗ္ဗာန်ဆိုတာဒီဒုက္ခမရှိရကိုလည်းနိဗ္ဗာန်ကိလေသာငြိမ်းအေးတဲ့နေရာကိုလည်းနိဗ္ဗာန်ဆိုတော့နိဗ္ဗာန်ဆိုတာအစိုးတစ်ခုမှဘာကိုကောင်းကြီးပဲဆိုတာဘုန်းကြီးတွေဓမ္မတွေဆုံးဖြတ်ချက်ချတာအဲ့ဒီနိဗ္ဗာန်ကိုရကြမှာလေတပည့်တွေရောက်ချင်ပါတယ်ဆိုလို့ရှိရင်နိဗ္ဗာန်မူတည်ထားနိဗ္ဗာန်မူတည်ပြီးကြတော့ရကြမှာလေရောက်ချင်ပါတယ်လို့တရားဓမ္မတွေကတောင်းတပြီးဒီကလာနေ냐ဆိုလဲရောက်ကြောင်းလမ်းကောင်းကိုမတွေ့သေးလို့ရှိရင်ဖြင့်မြည်ရင်းကြီးနဲ့မှရောက်လိမ့်မယ်ဆိုတဲ့ဥစ္စာမအောင်မေ့ပါနဲ့မှန်ပါပါဒါပြန်နိဗ္ဗာန်ဆိုတာရကြောင်းနေရာဌာနတော့ဟုတ်ပါရဲ့ရောက်ကြောင်းဖြစ်တဲ့အမြင်မျိုးလမ်းမတော်မျိုးဒါကိုမတွေ့သေးကာလပတ်လုံးဟာစိတ်ရှားရပြီလို့ဆိုလို့မရသေးတော့ဒါကြောင့်တရားဓမ္မတို့မာရိတိသုံးမှာနိဗ္ဗာန်နဲ့အနည်းဆုံးတရားဟာဘယ်သူတုံးလို့မဲလို့ရှိရင်ဖြင့်တရားဓမ္မရဲ့သူသမာဓိဋ္ဌိသမာသင်္ကပ္ပဆိုတဲ့အမြင်မှန်ကြည့်တတ်တဲ့သမာဓိဋ္ဌိအမြင်မှန်ကိုပြရတဲ့သမာသင်္ကပ္ပဒီနှစ်ခုဟာသိအရေးကြီးတယ်လို့မှတ်ထားကြမှာမှန်ပါဗျာသမာဓိဋ္ဌိကမြင်တတ်တဲ့တရားသမာသင်္ကပ္ပကအဲ့ဒီမြင်အပ်တဲ့တရားကိုမြင်တတ်တဲ့တရားကိုအမှန်ကန်ပြရတဲ့တရားလို့မှတ်ပါဒါဖြင့်သမာဓိဋ္ဌိသမာသင်္ကပ္ပသည်တရားဓမ္မတို့နိဗ္ဗာန်ရောက်ရှင်တဲ့ပုဂ္ဂိုလ်ဒီနှစ်ခုမရသေးလို့ရှိရင်ဖြင့်ဘယ်နည်းနဲ့မှနိဗ္ဗာန်ကိုမမြင်လည်းမမြင်နိုင်ဘူးရောက်လည်းမရောက်နိုင်ဘူးဆိုတာသေသေးချာချာမှတ်ပါမှန်ပါဗျာဒီမှာသမာဓိဋ္ဌိသမာသင်္ကပ္ပရေးရှိမှန်ပါဗျာအဲ့ဒါမနေ့ကပြောခဲ့တာသမာဓိတလုံးနဲ့ဒီနေ့သမာသင်္ကပ္ပဖြစ်လိုက်ရတာဘာတော့ဆိုတော့သူတို့ကခွဲလို့မရလို့ဥပအောင်ကမှတ်လိုက်တာပေါ့မှန်ပါဗျာဓမ္မတွေဘယ်လိုမှတ်ကြခွဲလို့မရလို့ပညာမဲ့ခင်ဆိုတဲ့ဥစ္စာခွဲလို့မရဘူးသမာသင်္ကပ္ပကမျက်မှန်နဲ့တူတယ်သမာဓိဋ္ဌိကမျက်လုံးနဲ့တူတယ်မျက်လုံးနေကြလို့ဆိုရင်မျက်မှန်အကူကြီးကောင်းတော့အမြင်မှန်တယ်ဆိုတဲ့ဥစ္စာဥက္ကမောင်ညံ့ဖို့မလိုပါဘူးမှန်ပါဗျာဒါကြောင့်မောမတိမြင်တဲ့နိဗ္ဗာန်ဒုက္ခကသိင်ကင်းခြင်းတဲ့နိဗ္ဗာန်ကိုရောက်လေးရောက်ချင်ပါတယ်ရလေးရကြံပါတယ်ဆိုလို့ရှိရင်ဖြင့်အနည်းဆုံးကိစ္စသမာဓိဋ္ဌိသမာသင်္ကပ္ပမရရအောင်ရက်ဆောင်ရတော့မယ်မှန်ပါဗျာသဘောကျပြီနော်မနေ့ကအတိုင်းကပဲတို့ကလိုရာဖြစ်ပေးနေတယ်ဆိုတာဥပါဒင်တော့မှတ်ရလိမ့်မယ်မှန်ပါဗျာကောင်းပြီဒါဖြင့်သမာဓိဋ္ဌိသမာသင်္ကပ္ပကိုရမှသာလင်လဲနိဗ္ဗာန်ကိုမြင်နိုင်မယ်ပြတတ်တဲ့တရားနဲ့မြင်တတ်တဲ့တရားပေါင်းမိမှသာလဲမြင်နိုင်ရောက်နိုင်မယ်ဆိုတဲ့ဥစ္စာဥက္ကမောင်ညင်းဖို့မလိုတော့ဘူးမလိုပါဘူးဗျာကောင်းပြီဒါအမှန်ရေးကြည့်နေနော်ပြီးပါဗျာဒါကြောင့်နိဗ္ဗာန်တော်မြေပုံကိုယနေ့ထပ်ပြီးဒီကလာဟောတာအလုတ်ပါပြခြင်းလို့တရားဓမ္မတွေမှတ်ကြစမ်းပါမှန်ပါဗျာအလုတ်ပါပြရအောင်လို့ကောင်းပြီဒါဖြင့်တရားဓမ္မတို့သမာဓိဋ္ဌိသမာသင်္ကပ္ပဒီနိဗ္ဗာန်နဲ့အနည်းဆုံးရောက်ကြောင်းတရားမှန်ပါဗျာအဲ့ဒီရောက်ကြောင်းတရားကိုပြီးရတော့ခန္ဓာကိုယ်ထဲမှာဖြစ်စေခြင်းပါတယ်ဒီညာမျိုးဒီအကြံမျိုးဒီညာနဲ့ဒီကြံဆိုတာသမာသင်္ကပ္ပဒီညာဆိုတာကသမာဓိဋ္ဌိဒီကြံနဲ့ဒီညာကိုတပည့်တော်ဖြင့်ဗျာအလွန်ပြည့်စုံခြင်းပါတယ်ဘာကြောင့်လဲသူမပါနိဗ္ဗာန်မရောက်ပါလားနိဗ္ဗာန်လည်းမမြင်နိုင်ပါလားနိဗ္ဗာန်သွားလမ်းလည်းမဖြောင်းသေးပါလားဆိုတာဥက္ကမောင်သိကြတယ်နော်မှန်ပါဒါပြန်ဒီနှစ်ခုကိုပြည့်စုံမြင်လို့ရှိရင်တရားဓမ္မတို့တရားနာပြီးနှလုံးသွင်းမှန်ရမယ်မှန်ပါဗျာတရားနာပြီးတော့တရားလည်းနာကြရမယ်နှလုံးသွင်းကလည်းမှန်ကြရမယ်ဘာလို့ရမလဲတရားနာပြီးနှလုံးသွင်းမှန်ကြရမယ်ဆိုတဲ့ဥစ္စာတရားဓမ္မတို့အခုရေးကြည့်တဲ့ချက်ကိုပဲပြောဆိုနေပြီဆိုတာမှတ်ထားတာပေါ့ဥပါတော့မှန်ပါပါတရားမနာပဲနဲ့နှလုံးသွင်းမှန်ပဲနဲ့တော့ဖြင့်သမာဓိဋ္ဌိဒီဟုသောအမြင်မှန်သမာသင်္ကပ္ပဒီဟုသောအကြံကောင်းကိုရမယ်မဟုတ်ဘူးမှန်ပါပါဘာလို့လဲအကူအညီကင်းနေတာကိုမှန်ပါပါ
သဘောကျလားအကူညီပါဖြစ်နေပါလေတစ်ခုနဲ့တစ်ခုဆိုတာအကြောင်းပြောပြန်ဆက်ဆက်ပြီးဒီကလာကူညီမှုရှိမှသာလျှင်ကာယကဝေမတင်မနဲ့ကာယကတက်ချင်လို့ဥပအောင်ဖြစ်ပါအားကာယပင်ကြတက်ချင်လို့လားဒါဖြင့်သူ့အကြောင်းနဲ့သူ့ကျဆက်ဆက်ပြီးသွားရတော့တယ်ဆိုတာဒကာဓမ္မတွေသေချာမှတ်ထားပါဒါဖြင့်တရားနာပြီးနှလုံးသွင်းမှန်ဖို့တရားနာပြီးနှလုံးသွင်းမှန်မှအမြင်ကောင်းနဲ့အကြံကောင်းရအမြင်ကောင်းကြံကောင်းရမှသာလည်းမြင်ရဌာနနိဗ္ဗာန်ကိုတွေ့ပြီးဒီကလာခင်ဗျားတို့ကျွတ်တို့ဤဒုက္ခခတ်သိမ်းကင်းခြင်းအပူဇတ်တွေသိမ့်တဲ့နိဗ္ဗာန်ကြီးကိုကိုယ်ပိုင်ကိုယ်ဆိုင်ဖြစ်နေရကြတော့မယ်ဆိုတာသိသိချာချာမှတ်ပါတောင်းပြီဒါဖြင့်ဓမ္မတို့တရားနာပြီးနှလုံးသွင်းမှန်မှဆိုတော့ဘယ်လိုနာမှဘယ်လိုနှလုံးသွင်းမှန်မယ်ဆိုတဲ့ဥစ္စာကလည်းဥက္ကမောင်ရေးကြည့်လာပြန်မကြည့်ဘူးလားကြည့်ပါဗျာအဲ့တော့တရားဓမ္မတို့သုံးညတတရားနာရမှာဗာတရားနာရမှာသုံးညတတရားနာရမှာတရားဓမ္မတို့ဗာတရားနာရမှာသုံးညတတရားနာရမှာဆိုတော့တော့အရေးကြီးပါလားဥက္ကမောင်တော့အရေးကြီးတယ်ကြည့်ပါဗျာတရားလည်းမဟုတ်သေးဘူးဆိုတဲ့အိဗယ်လည်းပေါ်သွားပေါ်ပါဗျာပေါ်လာဘူးလားပေါ်ပါဗျာသုံးညတတရားကိုနာရမှာဆိုတော့သုံးညတဆိုတာဘာတုံးဆိုလို့ရှိရင်ဖြင့်ခန္ဓာကိုယ်ထဲမှာယုံနဲ့နံရှိတယ်ဓာတ်တွေပရမတ်တွေမရှိလားဗျာရှိပါဗျာဓာတ်တွေပရမတ်တွေမြင်ရမယ်ပုဂ္ဂိုလ်တ attva မဟုတ်ဘူးဓာတ်တွေနဲ့ပရမတ်တွေပဲခန္ဓာရဏဓာတ်တွေပဲမဆုံးနိုင်ကြဘူးချုံးလိုက်ရင်ဒုက္ခသစ္စာတွေပဲလို့ပေါ့အဲ့ဒါဒုက္ခသစ္စာတွေပဲလို့ဆိုနိုင်ကြလို့ရှိရင်ဖြင့်ဘုန်းကြီးတို့တရားဓမ္မတွေနိုင်ဘယ်နည်းနဲ့မှပုဂ္ဂိုလ်တ attva ဝင်ရှုပ်လို့မရတော့ဘူးမရပါဘူးရသေးရဲ့လားအဲ့ဒါပုဂ္ဂိုလ်တ attva ဝင်မရှုပ်ရအောင်ပုဂ္ဂိုလ်တ attva ဝင်မရှုပ်ရအောင်ပုံညတဖြစ်တဲ့တရားကိုဆရာကလည်းဟောတရားဓမ္မတွေကတော့ပုဂ္ဂိုလ်တ attva မရှိကြောင်းအမှန်ကန်သိမယ်ဆိုလို့ရှိရင်ဖြင့်သုံးညတတရားနာရသုံးညတတရားကြောင့်ကိုနှလုံးသွင်းမှန်ပေးမှန်ရပါတယ်နှလုံးသွင်းမှန်လို့အမြင်မှန်ကြံကောင်းရပါတယ်အမြင်မှန်ကြံကောင်းရလို့ရှိရင်ဒုက္ခကသိကင်းခြင်းနဲ့နိဗ္ဗာန်ဒီလေသာအပူရအလောင်တတ်တဲ့ဤညင်းရအရဖြစ်တဲ့နိဗ္ဗာန်ကိုလည်းဥက္ကမောင်ရဲ့မရမရှိပါဘူးမှန်ပါဗျာဒါကြောင့်ဒါနိဗ္ဗာန်သွားမြေပုံဆိုပြီးကာလတရားဓမ္မတို့ပြထားတယ်နော်သုံးညတကနေပြီးကာလနှလုံးသွင်းမှောင်သွားနှလုံးသွင်းမှောင်သွားပြီးလို့ရှိရင်နှလုံးသွင်းတဲ့အတိုင်းနဲ့အမြင်မှန်တဲ့အကြံကောင်းကိုလက်ကင်ထားအမြင်မှန်တဲ့အကြံကောင်းလက်ကင်ထားမှသာလင်တဲ့မြင်ရဌာနရောက်ရဌာနဖြစ်တဲ့နိဗ္ဗာန်ကိုတရားဓမ္မတို့ဆုမတောင်းမဲနဲ့ပြည့်မယ်သဘောပါကြတော်တော်ရေးကြည့်တယ်တော်တော်ရေးကြည့်တယ်လို့သေသေးချာချာမှတ်ကြပါဒီကမနေ့ကအတိုင်းပဲနော်မနေ့ကအတိုင်းပဲနည်းနည်းချင်းချင်းဖြည့်ဆွတ်တာပဲလို့မနေ့ကရေးထားတဲ့ပုဂ္ဂိုလ်များဒီတိုင်းပဲမှတ်ထားကြပါတဲ့ကောင်းပြီဒါဖြင့်နိဗ္ဗာန်ရောက်ခြင်းသုံးညတတရားကိုနှလုံးသွင်းမှုကစလိမ့်မယ်နော်မှန်ပါဗျာသုံးညတတရားကိုနားလိမ့်မယ်သုံးညတတရားနှလုံးသွင်းမှသာလျှင်နေရကြတော့မယ်ဆိုတဲ့ဥစ္စာဖြင့်ရှင်းတယ်ဘာဖြစ်လို့ဒီသုံးညတတရားကိုဟောရပါလိမ့်မလဲလို့ဆိုတော့ကဘာအစဒိဋ္ဌိကဆိုတဲ့အတိုင်းဒိဋ္ဌိကြီးကတသံတရားလုံးကြီးဆိုးလာတော့သူမကွာလို့ရှိရင်ဖြင့်နိဗ္ဗာန်မရောက်နိုင်ခြင်းကြောင့်သုံးညတမြင်မှဒိဋ္ဌိရှင်းတယ်မှန်ပါဗျာရှင်းရရှင်းပါဗျာဘာလဲတော့သုံးညတရှင်းပါဗျာဘာကြောင့်သုံးညတအရေးကြီးတယ်ပြောတာပေါ့ဓမ္မတို့ဒါကြောင့်သုံးညတအရေးကြီးတယ်ပြောတာပေါ့သုံးညတမမြင်ဒိဋ္ဌိဘယ်တော့မှမရှင်းဘူးပုဂ္ဂိုလ်တ attva ထင်းနေတာပဲမှန်ပါဗျာသုံးညတမမြင်ပုဂ္ဂိုလ်တ attva ထင်းနေလို့ရှိရင်ဘယ်တော့မှဓမ္မတို့ဒိဋ္ဌိကမကွာတော့ကြောင့်အောက်ဆုံးပဲသောတာပန်တောင်မရတော့ပါဘူးဆိုတာဆုံးဖြတ်ချက်ချလိုက်တာတော့မှန်ပါဗျာရှင်းကြပါလားရှင်းပါဗျာကောင်းပြီဒါဖြင့်သုံးညတမမြင်ရင်ဒိဋ္ဌိမစင်ပါဘူးဘယ်လိုမှတ်ကြမလဲသုံးညတမမြင်ရင်ဒိဋ္ဌိမစင်ပါဘူးဆိုတာလေးကိုလေးလေးစားစားမှတ်ထားပါလို့ဥပအောင်တို့သတိပေးလိုက်တယ်မှန်ပါဗျာဒါဖြင့်ဓမ္မတို့သုံးညတဆိုင်အောင်ဖြင့်ယနေ့ပြောမှပဲကြိုက်တော့မယ်မှန်ပါဗျာကဲဒါဖြင့်ဓမ္မတို့နိဗ္ဗာန်ကမြေပုံကဖြင့်ဒီလမ်းတိုင်းလျှောက်ရလိမ့်မယ်မှန်ပါဗျာသုံးညတဖြစ်အောင်1နံပါတ်
နှလုံးသွင်းမအောင်အမြင်မှန်နဲ့အကြံကောင်းတွေ့အောင်ဒီသုံးမျိုးပြည့်စုံလို့ရှိရင်ဖြင့်နိဗ္ဗာန်ကိုရောက်ပြရစီလို့လည်းမဆိုနဲ့တော့ရောက်မှာပဲရပြရစီလို့လည်းမဆိုနဲ့ရမှာပဲဒုက္ခသိမ့်ပြရစီလို့လည်းမတောင်းတာနဲ့သိမ့်ပြမှာပဲအပူငြိမ်းပြရစီလို့လည်းမတောင်းတာပါနဲ့အပူငြိမ်းမှာပါပဲရှင်းမလားရှင်းပါဗျာဒါပြန်နိဗ္ဗာန်သားမြေပုံမှာဥက္ကမောင်ဆွဲရပါလားဆွဲရပါဗျာကောင်းပြီဒါနဲ့ဒီမြေပုံပြောက်ရင်နိဗ္ဗာန်မရောက်ဒီမြေပုံမရောက်ရင်နိဗ္ဗာန်မရောက်တော့ဘူးဆိုတာတခါတည်းမှနိဗ္ဗာန်မရောက်ရင်တပည့်တို့ဘယ်လိုများနေရမလဲအိုးတရားဓမ္မတို့တော်ရကြားရရှိရတယ်ကျွတ်တို့စားဖို့ဘောဘောမှတ်ပါရေရပါတော့ဆိုကျွတ်တို့မြစ်เสียလို့မှတ်ထားလိုက်တာမိရပါတော့ကျွတ်တို့လောင်ဖို့ရတယ်လို့မှတ်ထားလိုက်အောင်ငယ်တွေကဘာလို့ဖို့တော့အိုးကျွတ်တို့လှည့်ပတ်ပြီးဒီကလည်းအဲ့ဒီမှာရောက်ပြီးခံစားဖို့ပဲမဆုံးနိုင်ဘူးလားအပေါ်မှာဘုံဘုံနတ်ပြည်မှာဘုံနေမရှိဘူးလေရှိတယ်တရားဓမ္မအဲ့ဒါအသေးသွားဖို့ဘုံလေးဘုကမောင်ဘယ်ကြိုက်တော့ဘယ်မှမကောင်းဘူးဆိုတာသဘောကျရအဲ့ဒါဒီမြေပုံပြောက်တဲ့ပုဂ္ဂိုလ်တို့မျက်စိလေရဌာနတွေလို့မှတ်လိုက်စမ်းမြေပုံပြောက်သွားတယ်နဲ့မျက်စိလေပြီးဥပါရင်ရောက်ရှင်တဲ့စီရောက်တခါတလေတက်တော့သမထဆရာနဲ့တွေ့တော့မြမပြင်းများမသာကြီးရောက်သွားလိုက်သေးသဘောကျလားဒါကြတဲ့ဒုက္ခမခွာတဲ့အခါကျတော့အပယ်လေးပြမများရောက်ပြီးဒီကလာသွားလိုက်သေးမရောက်ဘူးလားရောက်ပါဗျာအဲ့ဒါသုံးရတလက်လွတ်လိုက်တာဥက္ကမောင်နားတာနားပါဗျာအားလုံးတရားဓမ္မတွေဘာလက်လွတ်တာအနာဆုံးလဲဒါကြောင့်သုံးရတလက်လွတ်လို့ရှိရင်ဖြင့်နိဗ္ဗာန်သွားမြေပုံပြောက်ပေါ့နိဗ္ဗာန်သွားလမ်းစဉ်ပြောက်ပေါ့နိဗ္ဗာန်သွားဖို့ရကိုယ်ပိုင်ဖြင့်မရှိတော့ဘူးဟာဒီလိုပဲဆုံးဖြတ်ချက်ချလိုက်ပါတော့မှန်ပါဗျာဒါအပြောကောင်းလို့အရေးကြီးတာလားအမှားအပြင်အရေးကြီးတာလားဆိုတာဒကာဓမ္မတွေပဲဆုံးဖြတ်ချက်ချပါမှန်ပါဗျာသုံးရတပြောက်ရင်ဒိဋ္ဌိပေါ်ပေါက်လာမယ်မှန်ပါဗျာဥက္ကမောဘာပေါ်လာမယ်ဒီခန္ဓာ၅ပါးကိုခန္ဓာ၅ပါးမဟုတ်တော့ပါဘူးဒါပုဂ္ဂိုလ်တ attva ဖြစ်လာတယ်ဆိုတော့ဒိဋ္ဌိရောက်ပြီမှန်ပါဗျာမရောက်သေးဘူးလားရောက်ပါဗျာဒိဋ္ဌိရောက်လို့ရှိရင်ပြန်ငါကောင်ငါဟာဆိုပြီးကလငါတန်းငါမြတ်ငါမစောင့်နိုင်ဘူးဆိုတော့တဏှာဒိဋ္ဌိနဲ့ပဲအပေပဲသွားဖို့ပဲရှိတော့တယ်မရှိပဲဘူးလားအဲ့ဒါကြောင့်ဒကာဓမ္မတို့သုံးရတပြောက်ကြတဲ့ကမြေပုံစပြောက်နိဗ္ဗာန်ကောမြေပုံစပြောက်ပေါ့လို့ဒကာဓမ္မတွေသေချာမှတ်ပါရှင်းပြီနော်ရှင်းပါပြီဒါပြန်ဒကာဓမ္မ